ခုမှငပိလုံနေဆိုရင်ကောင်းတလောင်းလောင်းနဲ့ပြီးတော့နန်းတက်ကလည်းကောင်းတာမဟုတ်ဘူး စစ်ထွေးရဲ့ငါတောင်းငါဘယ်လိုပြောရမှာလဲဟာ ငါသူကငါ့ကိုပါဆွဲထည့်ပြီးပြောရတာ အကိုကဆန္ဒကိုမြင်မြင်ချင်းချစ်ခဲ့မိတာ ရှင်ပြောလို့ရတယ်ဆိုရင်တော့သမီးကမပြောသင့်ဘူးသူတို့ခွင့်လို့ချင်ခွင့်လို့ပလိစေကြာညိုကတော့ဘယ်တော့မှခွင့်မလို့ဘူး ငါရှေ့ခုံမှာလည်းတရားတော့လာထိုင်လို့ရပါတယ်ကွာဟုတ်ငါတယောက်တည်းဆိုတော့ driver ကြီးတက်ကြာနေ ဟုတ်ဒီတက်လုံးနဲ့တော့ထိုင်မိတယ်ပါလားတော်တော်လေးပြည့်နေမှာပေါ့ နေပါတော့ကြာဒီရှေ့ကိုလာပြီးတော့ငူကြီးလုံနေမှာပြင်ဒုက္ခသူထိုင်နေတဲ့သူဘေးမှာပဲထိုင်မစေအေးပါအင်ရှင်ရဲ့ရတနာနေရခံအောင်လည်းမပြောဘူးမင်းနေရခံအောင်လည်းဒီရှေ့ကောင်းမခေါ်ဟုတ်ပြီလား တက်တာရောကိုရဲ့ အော်ကိုတငယ်ချင်းနဲ့မိတ်ဆက်ပြရအောင်ပဲညနာမိုးမြင်နဲ့ညနာဒါကိုညီမလေးခက်ဆန္ဒထောင်းနဲ့ ညီမလေးကချစ်စရာလေးနော် အေးဒီမှာတွေ့လားစကားအရင်များကောင်းတယ်မင်းကကြော်ဦးရဲ့သူ့ပြီးနောက်မှာတွေ့ရနှူးပြောင်းတဲ့ကောင်မလေးနဲ့မင်းကတွေ့ရတာဝမ်းသာပါတယ်ညီမလေး လူယုံမာရီရဲ့ဇတင်းကတော့ရောက်လာပြီဗျို့ဦးကျိုဆိုတာကတောထဲကိုထပြေးသွားပေမဲ့ဒါဟာဇလန်ပြေးသွားတာမဟုတ်သေးဘူးဆိုတာခမားတို့ရိမ့်မိမှာပါလှိုင်းလေကြားကပန်းရွှေကြားရဲ့နောက်ဆုံးအပိုင်း24 25 26မှာတော့စာရာတယောက်သူ့ဘဝကိုဖျက်ဆီးခဲ့တဲ့သူအားလုံးကိုဘလို့မျိုးအမြင့်ပြတ်အောင်ချိန်မုံလိုက်လဲဆိုတာရင်တုံအောင်ကြည့်ရတော့မှာပါအစနဲ့အတူရဲ့တိုက်ပွဲမှာဘသူကနောက်ဆုံးအပြုံးကိုပြုံးသွားမလဲဦးကျော်စွာကတောထဲမှာပုံနေရင်းနဲ့တောင်သူ့ရဲ့လက်ကြံဩဇာကိုတုံးပြီးဆာရာကိုဒုက္ခပြဖို့စူးစမ်းနေတော့ဗျာသူကအချုပ်ထဲကအာဒန်စီကိုလူးလွှတ်ပြီးဆာရာပေါ်အညိုးအသေးတွေပိုကြီးလာအောင်တွေးထိုးပေးလိုက်တာအာဒန်ကလည်းထောင်ထဲမှာဆိုပေမဲ့သူ့ရဲ့ပရိသတ်အချုပ်ကိုတုံးပြီးဆာရာဟာသူ့ရဲ့စာမူတွေကိုခိုးယူပါတယ်ဆိုတဲ့ကောလာဟလာတွေကိုအွန်လိုင်းပေါ်မှာတမင်ဖြန့်ခိုင်းတာပေါ့ခင်ဗျားတို့စဉ်းစားကြည့်အောင်ကိုရိုင်းကတခိုးဖိနေပြီးဆာရာကိုတခိုးလို့ပြန်ဆွဆွဲနေတာတကယ်ကိုအရှက်မရှိတဲ့လူရက်ပဲဆာရာကတော့အပြင်မှာလူတကာရဲ့ကဲရဲမှုကိုခံနေပေမဲ့မတုံလို့ပါဘူးဘာလို့လဲဆိုတော့သူ့ဘေးနားမှာအခုလို့တကိုဖက်သူမင်းသူရှိနေပြီလေမင်းသူကဦးကျော်စွာပုံနေတဲ့နေရာကိုသိရဖို့အတွက်အန်တီရဲ့ကြားထဲကနေတဲလွန်စားတွေကိုလိုက်ရှာနေတာဗျာဦးကျော်စွာကဆာရာကိုနောက်ဆုံးအချိန်ချင်းမြောက်လိုက်တယ်မင်းရဲ့အကိုအသက်ရှင်စေခြင်းရင်ငါစီကိုဒိုင်ယာရီအစ်စ်ယူလာခဲ့တယ်ဆာရာကအဲ့ဒီတဲတွင်းထဲကိုတယောက်တည်းသွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ခမည်းတော်အားလုံးရင်တုံသွားရမှာအသေးချပဲအပိုင်း25ရဲ့အလဲအပြောင်းကတော့တကယ့်ကိုအမိုက်စားပဲဗျာဆာရာကဥကျော်စွာပုံနေတဲ့တောဆက်ကအိမ်ဟောင်းကြီးကိုတယောက်တည်းသွားခဲ့တာဥကျော်စွာကထိုင်ဟောင်းကြီးကိုမျက်နှာနဲ့လောဘတကြီးလူယူလိုက်တယ်မဲ့အဲ့ဒီစာအုပ်ကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့ဥကျော်စွာရဲ့မျက်နှာဟာပြာနန်းသွားတော့တာပဲဘာလို့လဲဆိုတော့အဲ့ဒီစာအုပ်ထဲမှာပါတာကဦးကျော်စွာရဲ့ရာဇဝတ်မှုတွေတည်းမဟုတ်ပဲသူ10နှစ်လုံလုံလိုက်ရှာနေတဲ့သူ့ရဲ့လျှို့ဝှက်ပန်းအကောင့်ထဲကပတ်စံတွေကိုဆာရာကပရဟိတအဖွဲ့တွေစီအကုန်လွှဲပြောင်းပေးလိုက်ပြီးဆိုတဲ့အထောက်အထားတွေဖြစ်နေတာလေရှင်ရှာနေတဲ့ပတ်စံတွေတပြားမှမရှိတော့ဘူးဦးကျော်စွာလို့ဆာရာကပြောလိုက်တဲ့အချိန်မှာဦးကျော်စွာဟာယူးသွက်သွားတဲ့လူတစ်ယောက်လို့ဆာရာကိုတတ်ဖို့ကြိုးစားတော့တာပေါ့အဲ့ဒီအချိန်မှာပဲမင်းသူနဲ့ရဲတွေကဝိုင်းပြီးဖမ်းလိုက်တဲ့အခါမှာတော့မွေဟောက်ကြီးဦးကျော်စွာရဲ့ဇလန်းကတော့အဆုံးသတ်သွားခဲ့ရပြီလေဇသိန်းပိုင်းမှာတော့အရှက်မရှိတဲ့အာရန်နဲ့သစ္စာဖောက်နှင်းတို့ရဲ့ဏီကုံကိုမြင်ရမှာပါအာရန်ကတော့တခိုးဆိုတဲ့နာမည်နဲ့အတူထောင်ထဲမှာနှစ်ရှည်လျာပြစ်ဒဏ်ကြခိုင်းရပြီးသူ့ရဲ့နာမည်ကျော်စာရေးဆရာဘိုးဟာအပီးတိုင်ပျက်စီးသွားခဲ့တာပေါ့နင်းကလည်းရဲလက်ထဲမှာသူ့ရဲ့အမားတွေကိုနှောင်တရနေပေမဲ့အရင်နောက်ကျသွားပြီလေဆာရာကတော့သူတို့ကိုခွင့်လွှတ်ဖို့မကြိုးစားပါဘူးဒါပေမဲ့သူတို့ကိုမုန်းတီးနေဖို့လည်းအချိန်မထုံးတော့ဘူးဗျာသူကသူ့ရဲ့ diary အစ်စ်ကိုလိုင်းလေကြားကပန်းရွှေကြားဆိုတဲ့အမည်နဲ့ပဲကိုရိုက်စာအုပ်ထုတ်လိုက်ကတကဘာလုံးမှာအယောင်းစော်ဆုံးစာအုပ် best seller ဖြစ်သွားခဲ့တာပေါ့အတူတွေအားလုံးပျက်စီးသွားချိန်မှာအစ်စ်ဖြစ်တဲ့ဆာရာကတော့တကယ်ကိုတောက်ပတဲ့ပန်းရွှေကြားလေးလို့ပွင့်လန်းလာခဲ့ပြီလीဇလန်းရဲ့နောက်ဆုံးခန်းမှာတော့ဆာရာနဲ့မင်းသူတို့မောင်နှမနှစ်ယောက်ပရိုရဲ့မိဘတွေရှိခဲ့တဲ့မြို့ဟောင်းလေးကိုပြန်သွားကြတာဗျာ
ဆာရာကအာရန်ကြောင့်ဆုံးရှုံးခဲ့ရတဲ့10နှစ်တာအချိန်တွေကိုပြန်မရနိုင်ပေမဲ့အခုရရှိထားတဲ့လွတ်လပ်မှုနဲ့အောင်မြင်မှုကိုတော့တန်ဖိုးထားတတ်သွားပြီသူကကမ်းခြေမှာရက်ပြီးသူ့ရဲ့ diary စာမျက်နှာတစ်ခုကိုလေထဲကိုလွှင့်ပစ်လိုက်တာကအတိတ်ကနာကျင်မှုတွေကိုအပီးတိုင်ဆွန့်လွတ်လိုက်တဲ့သဘောပေါ့လိုင်းလေကြားမှာဘလောက်ပဲနစ်မြုပ်ပါစေပန်းရွှေကြားဆိုတာပွင့်ရမယ့်အချိန်ရောက်ရင်တော့လှလှပပပွင့်လန်းလာတာပါပဲဆိုတဲ့စာသားလေးနဲ့အတူဇလန်းကအဆုံးသတ်သွားခဲ့တာဗျာတကယ်ကိုရင်ထဲမှာအီးကနေဖြစ်သွားစီမဲ့ဇာသိန်းလေးပဲမဟုတ်လား